နှစ်ပေါင်းထောင်ချီကြာတဲ့အထိမိဖုရားမတော်ကောက်ခဲ့တဲ့မွေဘရင်ကူရှီယန်ကရုတ်တရက်အမိန့်တော်တစ်ခုကိုထုတ်ပြန်လိုက်ပါတယ်။မွေမိဖုရားကိုမူမီသားစုဆွေမျိုးတွေကနေရွေးချယ်ရမယ်လေ။ကျမရဲ့အမဖြစ်သူမူရှိနဲ့ကျမမူဝန်တို့နှစ်ယောက်လုံးကမူမီသားစုရဲ့တရားဝင်သမီးအရင်တွေဖြစ်ကြပါတယ်။တယောက်ကနှစ်တစ်ထောင်မှတစ်ခါသာပေါ်တတ်တဲ့မွေပြူသွေးကြောပါပြီ။နောက်တစ်ယောက်ကတော့တန်းစင်တဲ့မွေနီသွေးကြောရှိကြပါတယ်။ကျမတို့နှစ်ယောက်လုံးကမွေမိဖုရားရာထူးကိုမျက်စိကျနေခဲ့တာကြာပြီပေါ့။ရွေးချယ်ပွဲအခမ်းအနားမှာသူကကျမကိုတစ်ချက်လေးကြည့်လိုက်ရုံနဲ့တင်ကျမစီကိုရှောက်လာပြီးဆွဲခေါ်ကဒီနေ့ကစပြီးမင်းကမွေမိဖုရားပဲမွေမိဖုရားကြီးကိုဂရဝပြုပါတယ်လို့ပြောလိုက်ပါတယ်ကျမရဲ့ပထမဘဝတုန်းကဆိုရင်မွေဘရင်အကြိုက်တွေကိုကြိုတင်ပြီးလောက်ဝက်လောက်အချိန်ယူပြီးလေ့လာခဲ့ပြီးသူသဘောအကျဆုံးဖြစ်တဲ့ပန်းရောင်နဲ့အပြာအောင်ဆက်ထားတဲ့ကောင်းဝင်ကိုတမင်တက်တက်ရွေးချယ်ခဲ့တာလေအခမ်းအနားမှာသူကကျမကိုတစ်ချက်လေးကြည့်ုံနဲ့တင်ရွေးချယ်ခဲ့ပါတယ်လက်ထပ်ပြီး၃နှစ်လုံးသူကဘုံ၃ပါးမှရှိရဲ့အကောင်းဆုံးယတနာတွေကိုကျမရှိမုံမှာချပေးခဲ့ပါတယ်လူတိုင်းကတော့ကျမကိုနှစ်တစ်တောင်းအတွင်းမှာမျက်နှာသာအပေးခံရဆုံးမွေမိဖုရားလို့ပြောခဲ့ကြတာပေါ့အဲ့ဒီနောက်ကျမကိုဝင်ဆောင်ခဲ့ပြီးသူ့ကလေးကို10လတိတိလွယ်ထားခဲ့ရကသူ့အတော်မွေဦးလေးတွေဥပေးခဲ့ပါတယ်မွေးဖားပြီးတဲ့နောက်သူကလာကြည့်ပေမဲ့တစ်ချက်လေးပဲကြည့်ခဲ့ပါတယ်သူ့မျက်နှာကရုတ်တရက်ဆိုသလိုပဲတိတိတသားပြောင်းလဲသွားခဲ့ပါတယ်သူကကျမကိုကြမ်းမင်ပေါ်ပစ်ချလိုက်ပြီးကျမရဲ့ဥလေးတွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်ပြီးတော့လေဘင်းကိုညှစ်ထားပြီးမင်းစီမှာအဲ့ဒီအငွေ့အသက်နည်းနည်းလေးမှမရှိဘူးမင်းကငါရှာနေတဲ့သူမဟုတ်ဘူးအဆောင်တွေဒီကြွမကိုအရေးကုန်ခွာတစားစီဆွဲဖြတ်ပြီးလူသေးတွေစွန့်ပစ်တဲ့တွင်းထဲကိုပစ်လိုက်ကြစမ်းမူဆွေမျိုးစုတစ်ခုလုံးကိုကန့်ဝိုင်နဲ့မိရှုပစ်လိုက်သူတို့ရဲ့သွေးဆက်ကိုထာဝရမျိုးပြက်ပစ်လိုက်ကြလို့ပြောခဲ့ပါတယ်ဒီလိုနဲ့ပဲကျမရောကျမရဲ့ဆွေမျိုးစုပါအသက်ခံလိုက်ရပါတော့တယ်ကျမမျက်စိပြန်ပွင့်လာတဲ့အချိန်မှာတော့အဲ့ဒီခေါင်းဝန်းကိုကျမအမစီကိုထိုးပေးလိုက်တယ်အမငွေမီဖုရားနေရာကိုအမကိုပဲပေးပါမယ်ရွေးချယ်ပွဲမှာအမဒီခေါင်းဝန်းကိုဝတ်တော်ရမယ်နော်ကျမတောင်းပန်ပါတယ်လို့ပြောလိုက်တယ်ဒုတိယဘဝမှာတော့အတိတ်ဘဝကမှတ်ညက်နေတဲ့အတူကျမနိုးထလာခဲ့ပါတယ်ကျမကမွေမီဖုရားနေရာကိုရှောင်လွှဲနိုင်သည်များအဲ့ဒီပန်းရောင်နဲ့အပြာရောင်ဆက်ခေါင်းဝန်းကိုမဝတ်သည်များကျမဆွေမျိုးစုမျိုးဖြတ်ခံရမယ့်အဖြစ်ဆိုးကြီးကနေလွတ်မြောက်နိုင်ခဲ့မယ်လို့ထင်ခဲ့တာလေဒါပေမဲ့ကံကြမ္မာရဲ့ဆက်သွားတွေကပို့ပြီးရက်ဆက်တဲ့နီလန်းနဲ့ကြိတ်ချပစ်လိုက်မယ်လို့ကျမဘယ်တော့မှမထင်ထားခဲ့မိဘူးကျမအမကလှပတဲ့မွေးနီဥလေးတွေကိုဥပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဥတွေကိုကြည့်ပြီးနောက်မှာတော့သူကဟိန်းဟောက်ပြီးသူ့ရဲ့မူလပုံစံအတိုင်းပြောင်းသွားပြီးအတူကိုအစ်စ်လုပ်ပြီးလှည့်စားဖို့ကြိုးစားနေတဲ့အရှက်မရှိတဲ့လူလိမ္မမင်းလည်းမဟုတ်သေးဘူးလို့ပြောခဲ့ပါတယ်အဲ့ဒီလိုနဲ့အရင်ဘဝကလိုပဲကျမတို့အားလုံးထပ်ပြီးမျိုးဖြတ်ခံရပြန်ပါတယ်ကျမမျက်လုံးပြန်ပွင့်လာတော့ချွေးတွေရွှဲနေပြီးအသက်ခံလိုက်ရတဲ့ခံစားချက်ကရှိနေတော့မှပဲကျမထပ်ပြီးပြန်ရောက်လာပြန်ပါပြီရွေးချယ်ပွဲမတိုင်ခင်9ရက်အလိုငွေမျိုးနွယ်တွေအမိတ်လာပူတဲ့နေ့ကိုပြန်ရောက်လာတာပါငွေဘရင်ကတကယ်တမ်းဘသူ့ကိုများရှာနေတာပါလေကျမအနောက်ကိုလှည့်ကြည့်လိုက်တော့ကျမအမအသက်ရှူမောဝါဖြစ်နေတာကိုတွေ့လိုက်ရပါတယ်သူလည်းအရန်ကိုကြောင်းလန့်ခဲ့တာလေသူလည်းပြန်လည်မွေးဖွားလာခဲ့တာပဲအဲ့ဒီအချိန်လေးမှာပဲအမိန့်တော်ရောက်လာခဲ့ပါတယ်အဲ့ဒီလူကအမိန့်တော်ကိုဖွင့်ဖက်ရင်အကြီးအကဲမူမင်းတို့မူမိသားစုဆွေမျိုးမျိုးဆက်တွေကနေပဲရွေးချယ်ရမယ်တဲ့9ရက်ကြာရင်လုံမဲ့ရွေးချယ်ပွဲအခမ်းအနားမှာကိုယ်စားလှယ်ကိုခေါ်လာခဲ့ပါလို့ပြောလိုက်ပါတယ်အဲ့ဒါကိုကြားတော့ကျမအဖေကဝမ်းသာအားရစွာနဲ့ပြန်ပြီးတင်ပြပေးဖို့အကူအညီတောင်းပြစီဒီအဖိုးကြီးမှာတရားဝင်သမီးအရင်2ယောက်ရှိပါတယ်အကြီးမကမူရှိတန်းစင်နဲ့မွေနီတွေးကြောရှိပြီးအငယ်မကတော့မူဝမ်းနှစ်တစ်ထောင်မွေပြူတွေးကြောရှိပါတယ်2ယောက်စလုံးကထိတ်တန်းအစ်စ်နတ်မွေတွေကြီးပါပဲအရှင်မင်းကြီးဘက်ကဘလို့စံနှုံးမျိုးကိုသဘောကျလဲဆိုတာကိုတော့မသိရသေးပါဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီလူကတော့အေးဆက်ဆက်နဲ့ရေမိုးလိုက်ပြီးအရှင်မင်းကြီးရဲ့စိတ်ကူးတွေကိုခမည်းနဲ့ကျုပ်ကဘလို့လို့နားလဲမှာလဲအကြီးအကဲမူကိုကျုပ်တစ်ခုပဲတတိပေးခြင်းနဲ့ရွေးချယ်လိုက်တဲ့သူကအရှင်မင်းကြီးမျက်လုံးထဲမဝင်ပဲအညူညီခံရမယ်ဆိုရင်တော့ခမည်းတို့ရဲ့မူမိသားစုခွဲတစ်ခုလုံးကလူ1000လုံးအပီးတိုင်ပျက်စီးဖို့တာစောင့်နေပြီတော့လို့သူကပြောခဲ့ပါတယ်ဒီလိုပဲအတိတ်ဘဝကအော်ဟစ်တန်တွေကကျမတို့နားထဲမှာပဲ့တင်ထသွားခဲ့ပါတယ်ကျမအမြန်ပြေးသွားပြီးဒူးတောက်ချလိုက်ပါတယ်ချောင်းဟန်ရင်းနဲ့ကျမကအဖေသမီးမကြခင်ကမှအသွင်ပြင်ပြောင်းလဲတဲ့အဆင့်ကိုကြော်ဖြတ်ဖို့ကြိုးစားရင်အပြင်းအထန်ဒဏ်ရာရသွားလို့သမီးရဲ့ကျင့်စဉ်အခြေခံတွေပျက်စီးသွားပြီးနောက်ကျရင်ရင်သွေးရဖို့တောင်ခက်ခဲလိမ့်မယ်လို့စိုးရိမ်ရပါတယ်သမီးတကယ်ပဲမွေမီဖျားဆိုတဲ့တာဝန်ကိုမထမ်းဆောင်နိုင်တယ်လို့အရှင်မင်းကြီးကလည်းအလုပ်အကျွေးမပြုနိုင်တော့ပါဘူးအဖေတီချာစဉ်းစားဆုံးဖြတ်ဖို့တောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်ကျမပြောတာကိုကြားတော့အမဖြစ်သူကလည်းငိုယိုပြီးအဖေသမီးကမိုက်မဲတဲ့သမီးပါသမီးကအပြင်ကမွေလူသားတစ်ယောက်နဲ့တိတ်တဆိတ်ကတိသစ္စာပြုထားခဲ့တာကြပါပြီအခုဆိုရင်ကိုဝင်တော်ရှိနေပြီမို့အရှင်မင်းကြီးကိုအလုပ်အကျွေးပြုဖို့အရေးအချင်းရော
မျက်နှာပါတကယ်မရှိတော့ပါဘူးလို့ပြောလိုက်ပါတယ်အဖေကတော့ဒေါသတွေထွက်ပြီးမျက်နှာတွေပါနေရသွားပါတယ်မင်းတို့နှစ်ယောက်တာမန်နေ့တွေတုန်းကတော့ကျင့်စဉ်အရင်မြစ်လေးနည်းနည်းပါးပါးအတွက်နဲ့ခေါင်းခွဲမသက်ရန်ဖြစ်ခဲ့ကြပြီးတော့အခုဒီနှစ်ဖျားပေးတဲ့အခွင့်အရေးကြီးမင်းတို့မျက်စိရှိတဲ့တဲ့ကိုရောက်လာတော့မှထက်ကတွန်းထုတ်နေကြတယ်မင်းတို့ဘာတွေလဲယူနေကြလားလို့အော်ပြောလိုက်ပါတယ်အဖေကအဲ့ဒီလူကိုစိုးရင်တကြီးလှမ်းကြည့်လိုက်ပါတယ်သူကလှည့်ကြည့်ပြီးမင်းတို့ဘာအခွက်တွေတုံးနေလဲဆိုတာငါကြည့်မဆိုင်ဘူး9 ရက်ပြည့်ရင်အရှင်မင်းကြီးကိုအဖြေတစ်ခုပေးရမယ်လူကိုမခေါ်လာနိုင်ရင်တော့မူမီသားစုရဲ့ပျက်စီးခြင်းကိုသာစောင့်နေလိုက်တော့ဆိုပြီးသူကပြောလိုက်ပါတယ်အဲ့ဒီလူထွက်သွားပြီးတဲ့နောက်မှာတော့အဖေကလက်ဖက်ရည်ပကံကိုစောင့်ချလိုက်ပြီးဒေါသတကြီးနဲ့ပျော်စမ်းဒီနေ့မင်းတို့နှစ်ယောက်ဘာတွေဖြစ်နေကြရလဲမူဝမ်းမင်းရဲ့ကျင့်စဉ်ကတည်ငြိမ်နေခဲ့တာနှစ်တရာတောင်ရှိနေပြီလေဆိုပြီးပြောလိုက်ပါတယ်နေဘယ်တော့ကအသွင်ပြင်ပြောင်းလဲတဲ့အဆင့်ကိုကြော်ဖြတ်ဖို့ကြိုးစားဘူးလို့လေမူရှိနေအသက်900သာရှိနေပြီအထီးမွေတကောင်ရဲ့လက်ကိုတော့မကင်ဘူးပဲနဲ့ဒီကိုဝင်ကဘယ်ကရောက်လာတာလဲဆိုပြီးမေးလိုက်ပါတယ်အဲ့ဒီတော့ကျမနဲ့ကျမအမကတိုင်ပင်လိုက်ပြီးအတန်လုံးနဲ့အကာရင်တစ်ခုကိုဖန်တီးလိုက်ရင်းနဲ့အဖေကိုအရာအလုံးပြလိုက်ပါတော့တယ်အဖေကအံ့ဩတုန်လှုပ်သွားပြီးတကယ်ပဲလားအရင်ဘဝကရောဘဝနှစ်ခုလုံးမှာနင်တို့နှစ်ယောက်စလုံးတူတက်တာကိုခံခဲ့ရတာပေါ့မူမီသားစုတစ်ခုလုံးလူတစ်ထောင်လုံးတည်ဆုံးကုန်တာလားဆိုပြီးအံ့ဩတကြီးနဲ့ပြောလိုက်ပါတယ်သူတော်တော်လေးစိတ်ထိခိုက်သွားခဲ့ပါတယ်အဲ့ဒီနောက်အရှင်မင်းကြီးကတကယ်တော့ဘလို့လူမျိုးကိုရှာနေရလဲနင်တို့ကတယောက်ကမွေဖြူတယောက်ကမွေနေနှစ်ယောက်စလုံးကမူမီသားစုရဲ့အတန့်စင်ဆုံးတွေးကြောတွေပဲလေဘလို့လုပ်ပြီးနှစ်ယောက်စလုံးမှားနေရတာလေလို့ဆက်ပြောပါတယ်အဖေရောအမရောကျမပါနားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်ပထမဘဝတုန်းကကျမဥပေးခဲ့တဲ့မွေဖြူဥလေးတွေကလည်းမမှန်ခဲ့သလိုဒုတိယဘဝမှာအမဥပေးခဲ့တဲ့မွေနီဥတွေကလည်းမမှန်ခဲ့ပြန်ပါဘူးသူလိုချင်တာကမွေမီဖျားတစ်ပါးမဟုတ်ပဲတီးခြားမွေဥတစ်မျိုးကိုဥပေးနိုင်မယ်ကိုယ်စလဲတယောက်ကိုပို့လိုချင်တာမျိုးပေါ့ဒါအပြင်အပေါ်ရန်ကြည့်ရင်အဖေမှာသမီးဆိုလို့အမနဲ့ကျမပဲရှိတာလေကျမတို့နှစ်ယောက်လုံးကမဟုတ်ဘူးဆိုရင်ဘသူဖြစ်နိုင်အောင်မလဲအခုကထိတ်လန့်နေရမယ့်အချိန်မဟုတ်သေးပါဘူးကျမတို့မှာအချိန်9 ရက်ကြာပါသေးတယ်ထိုင်ပြီးသိမဲ့အချိန်ကိုစောင့်နေလို့လည်းမဖြစ်ဘူးလေအမကမျိုးနွယ်စုစာကြည့်လိုက်ဖို့သွားပြီးလွန်ခဲ့တဲ့နှစ်တစ်ထောင်အတွင်းကအရှင်မင်းကြီးရဲ့လှုပ်ရှားမှုတွေကိုသွားစစ်ပေးပါအထူးသဖြင့်သူရုတ်တရက်မိဖုရားတော့ကောက်ဖို့မဆုံးဖြတ်ခင်အချိန်ကပေါ့ကျမကအရှင်မင်းကြီးရဲ့အသွားလာလှုပ်ရှားမှုတွေကိုစုံစမ်းပြီးမိဖုရားရွေးချယ်တဲ့အစစ်အမှန်စံနှုန်းကိုမေးမြန်းစုံစမ်းဖို့နီးလန်းရှာကြည့်မယ်ညီမတို့9 ရက်အတွင်းသူလိုချင်တဲ့သူကိုရှာတွေ့မှဖြစ်မယ်မဟုတ်ရင်တော့မူမီသားစုကတကယ်ပဲပြီးဆုံးသွားပြီလို့ပြောရင်းနဲ့ပဲအရာအလုံးကိုနှစ်ယောက်သားသဘောတူလိုက်ကြပါတယ်ငွေပရင်ရဲ့ကိုရေးကိုတာအဆောင်တွေကိုလက်ထိုးဖို့2 ရက်တိတိအချိန်ယူခဲ့ပြီးမှနေ့လေတိုင်းသူကဒီခရမ်းရောင်ဝါတိုးတဲကိုလာပြီးအသက်ရှူကျင့်စဉ်လာလို့တမန်သိလိုက်ရပါတယ်ပိုအရေးကြီးတာကသူကမွေနန်းတော်တွေကခြံဝင်းတစ်ခုလုံးမှာတစ်ခွပင်နေစိုက်ထားပြီးတစ်ခွနှန်းကိုအကြိုက်ဆုံးဖြစ်တယ်ဆိုတာပါပဲကျမဝါတိုးတဲရောက်နေတော့ရုတ်တရက်လူတစ်ယောက်ရှိတယ်လို့မျိုးခံစားလိုက်ရပြီးအဲ့ဒီသူကမွေပရင်ကိုယ်တိုင်ဖြစ်နေခဲ့ပါတယ်သူကကျမဘက်ကိုလဲပြီးအကြီးအကဲမှုရဲ့သမီးမူဝမ်းမင်းနမိတ်ကိုငါကြားဘူးပါတယ်ဘာလဲ9 ရက်နေမှလုံးမဲ့အခမ်းအနားကိုမဆောင်နိုင်တော့လို့ငွေမီပြားနေရာကိုကြိုပြီးတေချအောင်ကိုရောစီကိုလာတာလားလို့ပြောလိုက်ပါတယ်အရှင်မင်းကြီးကအင်အားကြီးမှပြီးပြိုင်ဘက်ကင်းမှာပဲငွေနဲ့မျိုးနွယ်စုတစ်ခုလုံးရဲ့ကံကြမ္မာဖြစ်တဲ့အရှင်မင်းကြီးကိုမူဝမ်းအားကြမြန်လို့နေခဲ့တာကြာပါပြီဒါပေမဲ့မူဝမ်းကကိုယ့်ရဲ့နှိမ့်ချတဲ့အရေးချင်းတွေကိုစိုးရိမ်မိပြီးအရှင်မင်းကြီးရဲ့မျက်စိတွေကိုမဝင်နိုင်ပဲအရှင်မင်းကြီးရဲ့နှလုံးသားတွေကပြီးပြည့်စုံတဲ့မွေမီပြားမဖြစ်နိုင်ပါဘူးကြောက်နေမိလို့ပါဒါကြောင့်မို့အရှင်မင်းကြီးကတကယ်တမ်းဘလို့မိမမျိုးကိုသဘောကျတာလဲဆိုတာကိုရဲရဲဝုံဝုံမေးဖို့ထုတ်ကြည့်တာပါဘလို့လူမျိုးကအရှင်မင်းကြီးရဲ့မွေမီပြားဖြစ်ဖို့အရေးအချင်းပြမိတာလဲသူကကျမကိုထူးဆန်းတယ်လို့ကြည့်လိုက်ပါတယ်ကျမလည်းလန့်သွားတာပေါ့သူကမင်းတကယ်သိကျင်လာလားလို့မေးတော့ကျမလည်းခေါင်းငိမ့်ပြလိုက်ပါတယ်အဲ့ဒီတော့သူကကိုတော်ကနှစ်ပေါင်းထောင်ကြီးအသက်ရှင်လာခဲ့တာမိမလည်းတစ်ခါမှမယူဘူးတော့အချစ်ရေးကိစ္စတွေကိုနားမလဲဘူးဒါပေမဲ့ဒီနေ့မင်းကိုမြင်လိုက်ရတော့မင်းရဲ့ရုပ်ရည်သွေးမြင်ကိုတော်တော်လေးသဘောကျမိတယ်ဒီလိုလုပ်ရင်ရော9 ရက်စောင့်စရာမလိုတော့ဘူးကိုတော့အခုပဲမင်းကိုမွေးမိဖုရားအဖြစ်တင်ပြလိုက်မယ်ဘယ်လိုလဲမင်းကကိုတော့ကိုအားကြမြန်လို့လို့ပြောခဲ့တာမဟုတ်ဘူးလားလို့ပြောလိုက်ပါတယ်ဒါကိုကြားရတော့ချက်ချင်းဆိုလိုပဲနာကျင်စရာအတိတ်ကပုံရိပ်တွေကပြန်ပြီးပေါ်လာခဲ့ပါတယ်ကျမနောက်ကိုဆုပ်လိုက်ပြီးဒူးထောက်ရင်းနဲ့အရှင်မင်းကြီးရဲ့မျက်နှာသာပေးခံရတာမူဝံအတွက်တော့ဘဝ3 ဘဝစာကံကောင်းမှုပါပဲဒါပေမဲ့ပထမအဆုံးအချက်အနေနဲ့အရှင်မင်းကြီးကကျမရဲ့အမကိုမမြင်ရသေးပါဘူးအခုချက်ချင်းဆုံးဖြတ်လိုက်မယ်ဆိုရင်အမဖြစ်သူကနာကြီးတော့မှကိုမူဝံစိုးရင်တယ်လို့နောက်တစ်ချိန်ကျရင်အရှင်မင်းကြီးနောင်နာရသွားမှာကိုလည်းကြောက်မိပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့မူဝံဟာ9 ရက်နေရင်လုံးမဲ့အခမ်းအနားမှာတရားမျှတစွာရှင်ပြိုင်ကြဖို့အမဖြစ်သူနဲ့သဘောတူညီပြီးသားပါ
အခုလိုစီးမြင့်တွေကိုချိုးဖောက်ပြီးဒီနေ့ပဲတိတ်တဆိတ်ဆုံးဖြတ်လိုက်မယ်ဆိုရင်အတင်းအဖြစ်တွေထွက်လာနိုင်ပြီးအရှင်မင်းကြီးရဲ့ဂုံတိတ်ဟာကိုထိခိုက်စေနိုင်ပါတယ်လို့ပြောလိုက်ပါတယ်။သူကကျမကိုကြည့်ပြီးပြောလိုက်ပါတယ်။သူထွက်သွားရင်းနဲ့ကိုတော်ကတက်ခွားနဲ့တင်းနေတဲ့မိန်းမတွေကိုသဘောကျတယ်လို့သူကပြောသွားခဲ့ပါတယ်။ကျမမျက်လုံးတွေအယောင်လင်းသွားခဲ့တာပေါ့။တက်ခွားနဲ့နောက်ထပ်တဲလွန်စာတစ်ခုပဲ။ပန်းရောင်နဲ့အပြာရောင်ဆက်ဥဝစ်စာတက်ခွားရက်နဲ့နောက်ထပ်ဘာတွေရှိအောင်မလဲ။အဲဒီနောက်မှာတော့ကျမကစာကြည့်လိုက်မှရှိတဲ့အမကိုတော့တွေးလိုက်ပါတယ်။အမဘလို့နေလဲတခုခုတွေ့ရလားလို့မေးလိုက်ပါတယ်။သူကငါမျိုးနွယ်စုရဲ့နှစ်ပေါင်း300နီးပါးလောက်မှတ်တမ်းတွေကိုကြည့်လိုက်တော့ထူးဆန်းတာတစ်ခုတွေ့သွားတယ်။ငါတို့ရဲ့မွေဘရင်ကလွန်ခဲ့တဲ့နှစ်တရာတုန်းကမွေ1000သွင်းထဲကိုတယောက်တည်းသွားခဲ့ပြီးအဲ့ဒီမှာ3လတိတိနေခဲ့တယ်။အပြင်ပြန်ရောက်လာတော့သူ့ရဲ့စိတ်နေစိတ်သားတွေတိတိတသာပြောင်းလဲသွားခဲ့တယ်လို့ပြောလိုက်ပါတယ်။မွေ1000သွင်းဆိုတာကနတ်မွေမျိုးနွယ်စုရဲ့တားမြစ်နေမလေ။အဲ့ဒီထဲမှာမျိုးဖြုတ်တက်ပြရလောက်တဲ့အပြစ်တွေကျူးလွန်တာလို့ကျင့်စဉ်တွေဖျက်ဆီးခံရတဲ့အစိတ်ပြင်းလာတဲ့မွေမဲတွေကြီးပဲရှိတာဘသူကမှအဲ့ဒီကိုမမွေရင်ကြပါဘူး။ तू ကအဲ့ဒီကိုဘာသွားလောက်တာလဲ။ဒါအပြင်မှတ်တမ်းတွေအရာ तू အပြင်ပြန်ရောက်လာတဲ့အခါတစ်ခွာနဲ့ရတဲ့ရနတ်မျိုးစုံကိုစတင်စုဆောင်ခဲ့ပြီးမွေနန်းတော်တစ်ခုလုံးကိုတော့တစ်ခွာပင်နေနဲ့ပြည့်နှက်နေအောင်လုပ်ခဲ့ပေမဲ့ဘာကြောင့်လဲဆိုတာကိုတော့ဘသူမှမသိကြဘူးတဲ့။အဲ့ဒီအချိန်မှာအဖေကရုတ်တရက်လက်ဖက်ရည်ပကံကိုစောင့်ချလိုက်ပြီးအချက်အလက်တွေကိုဆက်ဆက်ကြည့်သူလိုမျိုးစကားအစပြောလာပါတယ်။ပန်းရောင်နဲ့အပြောင်ဆက်ဝစ်စာတစ်ခွာရနတ်မွေ1000သွင်းအဖေသိပြီအရှင်မင်းကြီးကဘသူ့ကိုရှာနေလဲဆိုတော့အဖေသိပြီတဲ့သူကပြောလိုက်ပါတယ်ဘသူလဲအဖေအဲ့ဒါတကယ်တော့ဘသူလဲလို့ကျမတို့နှစ်ယောက်လုံးပြန်တူမေးလိုက်ပေမဲ့အဖေကခဏရက်သွားပါတယ်အဲ့ဒီတော့ကျမကအဖေကျမတို့မျိုးနွယ်စုတစ်ခုလုံးရဲ့အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့အချိန်မျိုးမှာအဖေမပြောနိုင်စရာဘာများကြံနေသေးလို့လဲလို့ကျမကပြောလိုက်ပါတယ်အဖေကတပ်ပင်းချလိုက်ပြီးကောင်းပြီလေကိစ္စတွေကဒီအချိန်ကြီးရောက်လာမှတော့ဖုံးကွယ်ထားစရာဘာမှမရှိတော့ပါဘူးအရှင်မင်းကြီးရှာနေတဲ့သူကဝန်ရှူပဲလို့သူကပြောလိုက်ပါတယ်။အဲ့ဒီအချိန်ကျမတို့အားလုံးအံ့အားသင့်သွားတာပေါ့။မူရှိကဒေါသတကြီးနဲ့ဝန်ရှူဟုတ်လား။ तू ဘလို့လုံးဖြစ်နိုင်မှာလဲ။ထင်းတင်းကုန်းမှာအလုတ်ကျန်းလုပ်နေတဲ့အဲ့ဒီမွေမဲအစီကံမလေးလေလို့သူကပြောလိုက်ပါတယ်။အခုကညီးသွားနေရမယ့်အချိန်မဟုတ်ဘူးဖေ။တကယ်တော့ဝန်ရှူရဲ့နောက်ခံကဘာလဲ။ဘာလို့သူ့ကိုပြေးတတိရတာလဲလို့ကျမကမေးလိုက်ပါတယ်။အဖေကငိုရင်းနဲ့ तू ကမွေအစီကံမဟုတ်ဘူး။ तू ကအဖေရဲ့တရားမဝင်သမီးလေးပါ။လွန်ခဲ့တဲ့နှစ်90တုန်းကအဖေကမွေ1000သွင်းအပြင်ဘက်မှာကင်းလှည့်ဖို့အမိန့်ရခဲ့တယ်။အဲ့ဒီတုန်းကအထဲကနေထွက်ပြေးလာတဲ့ရက်ဆက်တဲ့မွေတကောင်ရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာရပြီးတွင်းထဲကိုကျသွားခဲ့တယ်။အထဲမှာရမတ်စိတ်ကိုနှိုးဆွားတဲ့အစိတ်ငွေတွေကြောင့်အဖေတော်တော်လေးခံစားခဲ့ရတယ်။သတိလစ်နေတဲ့အချိန်မှာနှစ်ပေါင်းများစွာကြင်ကြံထားတဲ့မွေမဲတကောင်နဲ့အဖေညီဆုံးခဲ့မိတယ်။အဖေတက်တက်လာလို့ထွက်လာပြီးတိတ်မကြခင်မှာပဲတယောက်ယောက်ကမွေးကင်းစားဝန်ရှူကိုမူဆန်အိမ်တော်ကိုလာပို့သွားခဲ့တယ်။အပြင်ဘက်မှာတော့သူဟာကောက်ရတဲ့မွေအစီကံလို့ပဲပြောထားခဲ့တာ။အဖေကသူ့ရဲ့အဆင့်တန်းကိုဘယ်တော့မှအတိမမပြုခဲ့ဘူး။သူ့အမေတက်ရှိထင်ရှားရှိစဉ်တုန်းကပန်းရောင်နဲ့အပြာရောင်ဆက်ဝစ်စားတွေကိုဝေးရတာအကြိုက်ဆုံးပဲ။ပြီးတော့သူ့စီမှာတဘာဝအတိုင်းတစ်ခွာချင်းနဲ့တင်းတင်းလေးရှိရဲ့။အဲ့ဒါကမွေ1000သွင်းမှာပဲရှိရဲ့။မြေအောက်တစ်ခွာပင်ရဲ့ရနံပဲ။ဝန်ရှူကငငယ်လေးကတည်းကသူ့အမေကိုအတူခိုးပြီးတစ်နှစ်ပတ်လုံးအယောင်လွင့်နေတဲ့ပန်းရောင်နဲ့အပြာဆက်အဝတ်ဟောင်းတွေကိုပဲဝတ်လက်ရှိပြီးသူကိုယ်တိုင်ကလည်းအမြဲတမ်းတစ်ခွာချင်းနဲ့တင်းတင်းလေးကိုရနေတတ်တယ်။ဒီသဲလုံစားသုံးခုကိုဆက်ကြည့်လိုက်တော့မှအဖေရုတ်တရက်သူ့ကိုသွားတတိရသွားတာလေဒါကိုကြားလိုက်ရတော့မှကျမစိတ်အီးသွားပါတော့တယ်ဟုတ်တယ်ဒီတခါတော့လုံးဝမှားစရာအကြောင်းမရှိဘူးသူပဲဖြစ်ရမယ်အဲ့ဒီနောက်အဖေကကျမတို့ကိုသူ့စီခေါ်သွားပါတယ်အဖေတကားခောက်လိုက်တော့စုပ်ပြင်းနေတဲ့အဝတ်စားတွေဝတ်ထားတဲ့မိန်းကလေးတယောက်အပြင်ထွက်လာပါတယ်သူ့စီကတစ်ခွာရနံ့ရနေတာသိကြတယ်ကျမတို့ကိုမြင်တော့သူဟာဒူးထောက်လိုက်ပြီးအကြီးအကဲကိုဂါရဝပြုပါတယ်သခင်မလေးတို့ကိုဂါရဝပြုပါတယ်လို့နှုတ်ဆက်ပါတယ်တကယ်ပဲတစ်ခွာရနံ့ရနေကြတာငွေဘရင်ရှာနေတဲ့သူကဝန်ရှူဖြစ်ကြောင်အတီးပြုတ်ပြီးတဲ့နောက်ကျမတို့မိသားစုတစ်ခုလုံးတက်ပြင်းချနိုင်ခဲ့ပါတယ်ကျမတို့ဝန်ရှူကိုပင်မခြံဝင်းထဲကိုခေါ်လာပြီးကျင့်ဝတ်တွေကိုသင်မိတယ်အကောင်းဆုံးဥဝတ်စားတွေချုပ်ပေးခဲ့တယ်9 ရက်ကြာလို့ရွေးချယ်ပွဲအခမ်းအနားရောက်တော့ကျမတို့ကသူ့ကိုငွေဘရင်ရှေ့တက်တဲ့ကိုတွန်းပို့ပေးလိုက်တယ်ထင်ထားတဲ့အတိုင်းပါပဲငွေဘရင်ကသူ့ကိုမြင်မြင်ချင်းရုတ်တရက်မတက်ရက်လိုက်ပြီးတခါတည်းဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒါကကိုတော်ရှောက်ဖွေနေခဲ့တဲ့ငွေမီဘုရားပဲတဲ့လေကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲပြီးသွားတဲ့နောက်ငွေဘရင်ကသူ့ကိုတော်တော်လေးအလိုလိုက်မျက်နှာသာပေးခဲ့ပါတယ်တိတ်မကြခင်မှာပဲဝန်ရှူကိုဝင်ရှိနေပြီဆိုတဲ့သတင်းထွက်လာပါတယ်မင်းကြီးကအမိန့်တော်တရက်ကိုအထူးထုတ်ပြန်ပြီးကျမနဲ့အမဖြစ်သူကိုနန်းတွင်းထဲမှာအလုတ်ကျွေးပြုဖို့ခေါ်ယူခဲ့ပါတယ်သူမကလှောင်ပြောင်တဲ့လေတန်းနဲ့အမတော်တို့မျက်နှာတွေကဘာလို့ဒီလောက်တောင်စိုးနေတာလဲညီမလေးရဲ့လက်ရှိအခြေအနေကိုကြည့်ပြီးနေရထိုင်ရခက်နေလို့များလားလို့ပြောတော့ကျမတို့ကကြည့်နေခဲ့ရပါတယ်
မူရှိကဒေါသထွက်သွားပြီမယ်ကျမကသူ့ကိုတားလိုက်ပြီးအရှင်မိဖုရားနောက်နေတာပါပဲအရှင်မိဖုရားကမင်းကြီးရဲ့မျက်နှာသာပေးမှုကိုခံထားရတာဟာမူမိသားစုအတွက်ကောင်းကြီးမင်္ဂလာတစ်ပါးပါပဲကျမတို့ဝမ်းသာကိုတောင်အချိန်မနှောင်းသေးပါဘူးလို့ပြောလိုက်ပါတယ်ဝမ်းသာတယ်ဟုတ်လားမူဝမ်းမူရှိဘယ်တော့မှများလဲမူဆိုင်တော်မှာတော့ကနင်းတို့ငါ့ကိုဖျောက်ဖျောက်တန်းတန်းကြည့်ဘူးလို့လားနင်တို့ကမြင့်မြတ်တဲ့တယံဝင်သမီးအရင်တွေလေငွေအစီကန်တွေကငါ့ကိုဖြစ်တယ်လို့ပြစ်ကျူးတဲ့စားကျွင်းစားကြံတလို့ကိုတောင်ငါကကျေးဇူးတင်နေခဲ့ရတာဒါပေမဲ့အခုတော့ငါကမွေမီပြားဖြစ်နေပြီမွေမျိုးနယ်စုမှာအလေးစားခံရဆုံးအမျိုးသမီးပဲနင်တို့ကကိုမြင်ရင်ခေါင်းငုပ်ပြီးဥညွတ်ပြီးအမီးနှိမ်ထားရုံပဲတက်နိုင်တော့မယ်လို့သူကရေမောကြီးနဲ့ပြောလိုက်ပါတယ်ငါအသက်900နေလာခဲ့တာနင်းကိုတောင်ခက်ရှားရှားပဲမြင်မှုတာငါနင်းကိုဘယ်တော့မှအနိုင်ကျင့်ဘူးလို့လေလို့အမကပြန်ပြောလိုက်ပါတယ်သူကဆက်ပြီးနင်တို့သိလားအရှင်မင်းကြီးကငါ့ကိုတိတ်မြတ်လို့တာဒီနန်းတော်ထဲမှာယတနာတွေကိုငါစိတ်ကြိုက်ရွေးချယ်ခွင့်ရှိသလိုဘုံသုံးပါးကရှားပါယတနာတွေကိုလည်းအစမပြတ်ပို့ပေးနေခဲ့တာလို့သူကထပ်ပြောပါတယ်ဒါအပြင်အရှင်မင်းကြီးကစားချိန်အိတ်ချိန်ကလွှဲရင်နေ့တစ်နေ့ရဲ့အချိန်တိုင်းမှာငါနဘေးကနေမခွာကျင်လောက်အောင်ပဲအချိန်တိုင်းငါ့ကိုအဖော်ပြုတ်ပေးနေတယ်သူညီလာခံတက်ဖို့ကိုတောင်ပြင်းနေပြီသူကငါသာကလေးမွေးပြီးရနဲ့ငါကလေးကိုနောက်ထပ်မွေးပြီးရင်အဖြစ်တင်းမြောက်မယ်လို့တောင်ပြောထားသေးတယ်လို့သူကထပ်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျမခေါင်းထဲကိုအတွေးတစ်ခုဖြတ်ပြေးသွားပါတယ်ပထမဘဝလုံးကလည်းမွေးဘရင်ကဒီလိုမျိုးပဲကျမအနာကနေတဖိုးဝါမှမခွာပဲအချိန်တိုင်းတွေ့ကပ်နေခဲ့တာပါဒုတိယဘဝတုန်းကလည်းသူဟာဒီစကားတွေကိုပဲအတိအကျပြောခဲ့ရလေမဟုတ်ဘူးတခုခုတော့မှားနေပြီဒါကတန်ရောစင်လုံးဝမဟုတ်ဘူးသူကဘသူလဲဆိုတာကိုဂယုမဆိုင်ဘူးသူဂယုဆိုင်တာကဗိုက်ထဲကကလေးကိုပဲသူမွေးမိဘရားကိုရှာနေခဲ့တာတခါမှမဟုတ်ဘူးဒါဆိုရင်သူတကယ်တမ်းပါကိုရှာနေရလဲကျမဒီအတွေးတွေကိုခေါင်းထဲကနေထုတ်ပြလိုက်ဖို့ကြိုးစားလိုက်ပါတယ်မဖြစ်နိုင်ပါဘူးငါအရန်နေတွေးနေရဖြစ်မှာပါဝန်ရှူကတဲလွန်စာအားလုံးနဲ့ကွက်တီကြနေရပဲဘယ်တော့မှမှားမှာမဟုတ်ပါဘူးလေနေရက်တွေတရက်ပြီးတရက်ကုံဆုံးသွားခဲ့ပါတယ်တိတ်မကြခင်မှာပဲဝန်ရှူကလေးမွေးမနေ့ကိုရောက်လာပါတယ်သူကအော်ဟစ်နေခဲ့ပြီးအရှင်မီဘီယာအားနေနေထက်ညစ်ပါခေါင်းလေးမြင်နေရပြီလို့ပြောတဲ့ညူကြားနေပါတယ်ငွေဘရင်ကကျမတို့နဲ့သူအပြင်မှာစောင့်နေခဲ့ပါတယ်ကျမစိုးရိမ်နေတာကိုမြင်တော့အမကကျမကိုစိတ်အေးအောင်မစိုးရိမ်ပါနဲ့ဒီတစ်ခါတော့လုံးဝပြဿနာရှိမှာမဟုတ်ဘူးဝန်ရှူကသူရှာနေရသူအတိအကျဖြစ်နေပြီငါတို့တေချာပေါအသက်ရှင်နေပါပါလို့ပြောပြပါတယ်ကျမကလည်းနှစ်ဖူးကချွေးကိုတုပ်လိုက်ပါတယ်ငါအရန်တွေတွေးပူနေတာဖြစ်မယ်အစီကံမလေးကရုတ်တရက်အပြင်ကိုပြေးထွက်လာပြီးဂုံယူပါတဲ့အရှင်မင်းကြီးအရှင်မိဘကကျမ်းမာတန်ဆန်းနဲ့မွေဥရှစ်လုံးကိုဘေးကင်းနဲ့မွေးဖွားပေးခဲ့ပါပြီမိခင်ရောကလေးတွေပါဘေးကင်းပါတယ်လို့ပြောလိုက်ပါတယ်အဲ့ဒါကိုကြားတော့သူဟာဒေါသတကြီးနဲ့အထဲကိုပြေးဝင်သွားပါတယ်ခဏနေတော့သူပြန်ထွက်လာပြီးရိုင်းဆိုင်လိုက်တဲ့မူမိသားစုမင်းတို့ကအောက်တန်းစားမွေမဲတဲ့ကောင်ကိုတုံးပြီးကိုတော်ရှာနေတဲ့သူအဖြစ်ဟန်ဆောင်ပြီးငါ့ကိုလှည့်စားရဲတယ်ပေါ့အဆောင်နေမူမိသားစုတစ်ခုလုံးကိုဖမ်းကြတယ်သူတို့ကိုတစားစီခုတ်ထစ်ပစ်လိုက်နတ်ဆိုးတန့်စင်နဲ့မီးဘူကြီးတွေကိုထည့်ပစ်လိုက်သူတို့ကိုအနှစ်ဖြစ်အောင်ကြိတ်ချပြီးဆေးလုံးတွေဖြစ်ဖော်ဆောက်လိုက်ကြလို့ပြောလိုက်ပါတယ်အဲ့ဒါကိုကြားတော့အဖေနဲ့အမလည်းမိကြီးပုတ်ကိုခွေးချသွားခဲ့ပါတယ်ဒါဘလို့လို့ဖြစ်နိုင်ပါလဲပန်းရောင်နဲ့အပြန်ရောင်ဆက်အဝတ်စားတစ်ခွာရနက်မွေးတောင်းသွင်းသွေးဆက်အကုန်လုံးကိုက်ညီနေရပဲလေဘာလို့မှားနေသေးတာလဲသူတကယ်တမ်းပေါက်ကိုရှာနေရလဲမွေးတောင်းသွင်းတစ်ခွာရနက်မိဖွားကန်မွေဥတွေသူကမိဖုရားကိုလိုချင်နေတာမဟုတ်ဘူးသွေးဆက်ကိုလိုချင်ရလဲမဟုတ်ဘူးသူလိုချင်တာကရုတ်တရက်ကျမတခုခုကိုသွားတတိရလိုက်ပါတယ်ငါသာကလေးမွေးပြီးရနဲ့ငါကလေးကိုနောက်ထပ်မွေးပြီးရင်ဖြစ်တင်မြောက်မယ်တဲ့အတွေးတစ်ခုကျမခေါင်းထဲကိုဖျက်ပြေးသွားပါတယ်ကျမကအဆောင်နေရွှေကိုထွက်ရက်ပြီးသူတို့ကိုတားလိုက်ပါတယ်ပြီးတော့မွေးပရင်ရဲ့ရှေ့မှာတူးထောက်သူ့ခြေထောက်တွေကိုဖတ်ပြီးတောင်းပန်လိုက်ပါတယ်အရှင်မင်းကြီးရှာနေတဲ့မွေးမိဖုရားအစ်စ်ကဘာတူလဲဆိုတာကိုခုကျမသိပါပြီအရှင်မင်းကြီးစောစောကလူမားရွေးမိတာကျမရဲ့မိုင်မဲမှုကြောင့်ပါအရှင်မင်းကြီးကသဘောသားကြီးကြီးနဲ့ကျမကိုနောက်ထပ်အခွင့်အရေးတစ်ချိန်လောက်ပေးဖို့တောင်းပန်ပါတယ်9ရက်မဟုတ်ဘူး3ရက်ပဲပေးပါ3ရက်အတွင်းအရှင်မင်းကြီးအတွက်အကျဉ်းနှဆုံးဖြစ်မယ်မွေမိဖုရားလောင်းကိုကျမတေချာဖို့ခေါ်ခဲ့ပါမယ်အဲ့ဒီအချိန်ကျမှသူကကျမကိုတစ်ချက်ကြည့်လိုက်ပြီးကိုတော်မင်းကိုနောက်ဆုံးအခွင့်အရေးတစ်ချိန်ပေးမယ်ဒါပေမဲ့ဒီတစ်ခါမင်းထပ်ပြီးလူရှာမားလာခဲ့ရင်တော့မင်းရဲ့နတ်မွေမျိုးနဲ့စုမတယ်မကောက်ဘူးမင်းမိသားစုနဲ့ပတ်သက်နေတဲ့နတ်မွေမှန်သမျှအကုန်လုံးတည်ရလိမ့်မယ်မူဝမ်းဒီလောက်များပြတဲ့အသက်တွေကမင်းရဲ့အသွေးတစ်ခုပေါ်မှာပဲမူတည်နေရလို့ပြောလိုက်ပါတယ်အဲ့ဒီလိုပြောပြရနဲ့သူကထွက်သွားပါတယ်အဲ့ဒီအချိန်လေးမှာပဲအဖေနဲ့အမကကျမစီကိုပြေးလာကြပါတယ်ဝင်းမီဘုရားကဘာတူလဲဆိုတာနင်တကယ်သိတာလားတဲ့ကျမတစ်စက္ကန့်လောက်စဉ်းစားလိုက်ပြီးတေချာဖို့တော့မဟုတ်ဘူးဒါပေမဲ့စမ်းကြည့်လို့ရတယ်လို့တော့ပြောလိုက်ပါတယ်စမ်းကြည့်မယ်ဟုတ်လားစမ်းကြည့်မယ်ဆိုတာဘာအတိတ်ပဲလဲနေရစမ်းကြည့်မယ်လို့ပြောရလားနင်ပြောတာဘာသဘောလဲမူလားကအရှင်မင်းကြီးကနင့်မိသားစုတစ်ခုတည်းကိုပဲတတ်ဖို့ရည်ရွယ်ထားတာအခုနင်ဝင်ပြောလိုက်လို့အသက်3ရက်ပိုဆက်ရရတယ်တင်ငါတို့အားလုံးကဒီထဲဆွဲသွင်းခံလိုက်ရပြီနင့်မှာအပြည့်အဝတေချာမှုမရှိဘဲနဲ့အရှင်မင်းကြီးရှိမှဘလို့လို့ဒီလိုအယူစကားတွေကိုရဲရဲတင်းတင်းပြောရတာလေလို့ဘ
ဘေးမှာရှိတဲ့သူတွေကပြောလိုက်ကြပါတယ်အဖေကအဲ့ဒီလူတွေကိုဘေးဖယ်ထုတ်လိုက်ပြီးမူဟန်အဖေရဲ့အသက်ကအခုနင့်အပေါ်မှာပဲလုံးလုံးလန်းလန်းမှုတည်နေပြီလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်အမကရှေ့ထွက်လာပြီးဟုတ်တယ်ညီမလေးအမကနင့်ကိုအမြဲတမ်းပြိုင်နေတတ်ပေမဲ့ဒီတစ်ခါတော့ငါတို့နင့်ကိုပဲအားကိုးလို့ရတော့မယ်လို့ပြောလိုက်ပါတယ်ကျမလည်းစဉ်းစားပြီးကျမရဲ့အစီအစဉ်ကိုအမကိုပြောပြလိုက်ပါတယ်ဒါကနည်းနည်းအတိတ်ပဲမရှိလို့ဘူးလားနင်အားအဲ့ဒီပစ္စည်းတွေကိုဘာလို့ဖို့လိုတာလဲတဲ့ကျမကအမသာကျမကိုယုံကြည်ရဲဆိုရင်ဒါကကျမတို့မိသားစုအသက်ရှင်နိုင်မဲ့တခုတည်းသောနည်းလမ်းပဲလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်ကျမကနတ်မွေမျိုးနယ်စုရဲ့စာကြည့်လိုက်ကိုသွားခဲ့ပါတယ်မူကနင်လိုချင်တဲ့မွေတွေအင်းဆက်တွေကြွက်တွေနဲ့ပိုဝဲစိတ်တွေအကုန်လုံးကိုငါစုဆောင်းပေးထားတယ်ငါတကယ်နားမလဲတော့ဘူးဒီညစ်ပတ်တဲ့အကောင်တွေကမွေမီပြားနဲ့ဘာများတက်ဆိုင်နေလို့လဲအဲ့ဒီအချိန်ကစပြီးကျမစာကြည့်ရိုက်ထဲကနေခြေလန်းတလန်းမှအပြတ်မထွက်ခဲ့ပါဘူးမျိုးနယ်စုဝင်တွေကတည်င်းလာမိကြတိုင်းကျမကမွေတွေအင်းဆက်တွေပိုးမွားတွေအပုံလိုက်ကြားမှာဝိုင်းရံခံနေထားရတာကိုမြင်တော့ကျမတည်ရမှာကိုကြောက်လွန်းလို့ယူသွားပြီဖြစ်မယ်လို့အားလုံးကပြောကြပါတယ်ကျမကတော့အဲ့ဒါတွေကိုမကြားလိုက်သလိုပဲသဘောထားလိုက်ပြီး၃ရက်ကုန်လွန်သွားတဲ့အခါမင်းကြီးကိုယ်တိုင်ကျမစီရောက်လာပြီး၃ရက်ပြည့်သွားပြီမို့ကိုရိုရဲ့မွေမီပြားပမာလဲလို့မေးပါတယ်ကျမကတီတီငိမ့်ငိမ့်နဲ့ပဲယူလာခဲ့ဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီနောက်တစ်သားကြီးတစ်လုံးကိုတည်လာကြပါတယ်ကျမကအရှင်မင်းကြီးရှာနေတဲ့မွေမီပြားကဒီထဲမှာရှိပါတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီလိုပြောတော့လူတွေကအတင်းတီးတိုးပြောကြတော့တာပေါ့မူမီသားစုရဲ့သမီးတွေကထူးထူးခြားခြားအရေးအချင်းရှိကြတယ်လို့ပြောကြပေမဲ့ဒီမူဝင်ကတော့အပြုတ်အမူတွေကတိတ်ကိုထူးဆန်းနေတယ်သူတကယ်ပဲပုံမှန်မဟုတ်လို့ပဲတဲ့ဟုတ်တယ်၃ရက်ထဲနဲ့အရှင်မင်းကြီးလိုချင်တဲ့မွေမီပြားကိုသူကဘယ်လိုလုပ်လေရဲကနေဖန်ဆင်းပြနိုင်မှာလဲဟူးနှမျောစရာပဲအကြီးအကဲမူရဲ့နတ်မွေမိသားစုကွဲတစ်ခုလုံးကသူနဲ့ပဲပျက်စီးရတော့မယ်လေမူဟန်မင်းသိကြရဲ့လားဒီအထဲကလူကကိုတော်လိုချင်တဲ့သူမဟုတ်ဘူးဆိုရင်တော့မင်းရဲ့ညီကုန်းကအရန်ကိုစိတ်ပျက်စရာကောင်းသွားလိမ့်မယ်လို့မင်းကြီးကပြောလိုက်ပါတယ်ကျမကမူဟန်ကအရှင်မင်းကြီးကိုမလှည့်စားရဲပါဘူးအရှင်မင်းကြီးမယုံဘူးဆိုရင်အဖုံးကိုဖွင့်ကြည့်လိုက်ပါလို့ပြန်ဖြေလိုက်ပါတယ်အဖုံးကိုဖွင့်ကြည့်လိုက်တဲ့အခါဝဝဖိမ့်ဖိမ့်နဲ့ညစ်ပတ်နေတဲ့မိန်းမတစ်ယောက်ရှိနေခဲ့ပါတယ်သူအပြင်ကိုထွက်လာတာမြင်တော့အားလုံးကလက်ဝါးကြပါတယ်မူဟန်နင်ကအရှင်မင်းကြီးကိုဆက်တာဖို့ဒီလောက်ရုပ်ဆိုးတဲ့မိန်းမကိုတကယ်ကြီးရှာလာခဲ့ရလားဒါဘာသဘောလဲအရှင်မင်းကြီးကိုဒီလောက်မလေးမစားလုပ်ရတာလားဟုတ်ပါတယ်အရှင်မင်းကြီးကျေးဇူးပြုပြီးမိုးဝံကိုပွဲချင်းပြီးကွက်မြတ်တော်မူပါလို့ပြောလိုက်ကြပါတယ်မင်းကြီးကသူ့ကိုမြင်လိုက်ရတဲ့အခါသူ့စီကအငွေအသက်ကိုချက်ချင်းပဲဆွဲလန်းသွားခဲ့ပါတယ်မှန်တယ်ဒါကကိုရောရှာဖွေနေတဲ့မွေမီပြားအတိအကျပဲလို့ပြောလိုက်ပါတယ်သူကအဲ့ဒီမိန်းမကိုဖတ်လိုက်တော့လူအိအားလုံးအံ့ဩသွားကြပါတယ်သူတို့ကိုဖွင့်လိုက်ပါသူတို့အပြစ်တွေကိုပေါ့ပေါ့ပါပါပဲကြည်အေးပေးလိုက်ပါလို့ပြောပြီးတဲ့နောက်မင်းကြီးကအဲ့ဒီမိန်းမနဲ့အတူထွက်သွားခဲ့ပါတယ်ဒါကငါတို့ရဲ့မွေဘရင်ကဒီလောက်တော့အကြိုက်ကျန်းတာဖြစ်နိုင်လို့လားဟုတ်တယ်တိတိတာတာကိုပဲအဲ့ဒီမိန်းမပန်းရောင်နဲ့အပြာရောင်ဆက်ဝစ်စားလဲမဝတ်ထားသလိုသူ့စီမှာတက်ခွန်းနဲ့လည်းနည်းနည်းမှမရှိဘူးလေဘာလို့မွေဘရင်ကသူ့ကိုဒီလောက်တော့မျက်နှာသာပေးနေရတာလဲကျမနှစ်ဖူးကချွေးတွေကိုတုပ်လိုက်ပြီးအခုကဓာတွေကိုဆွေးနွေးရမယ့်အချိန်မဟုတ်သေးဘူးငါတို့ရဲ့အကြက်အသေးကအခုထိပြေလည်မသွားသေးဘူးမွေမီပြားကလေးမွေးပြီးတဲ့အချိန်ကျရင်တရက်မကုန်လုံးတွေငါတို့တရက်လေးတောင်မှစိတ်လျှော့ထားလို့မရဘူးလို့ပြောလိုက်ပါတယ်၃ရက်ကြာပြီးတဲ့အခါမွေဘရင်ကဒီမွေဘီပြားအစ်စ်ကိုတကယ်ကိုအဆုံးရောက်တဲ့အထိအလိုလိုက်မျက်နှာသာပေးခဲ့ပါတယ်တယောက်ယောက်ကများသူအကြောင်းမကောင်းစကားတခွန်းလေးပြောရတာနဲ့တင်မွေဘရင်ကအဲ့ဒီလူကိုချက်ချင်းပဲတစားစီဆွဲဖြစ်ပြလိုက်ပါတယ်လူတိုင်းကမွေမီပြားနဲ့အဝေးဆုံးမှာပဲနေကျင်ကြပါတယ်ဒါပေမဲ့ကျမကတော့သူ့ကိုအလုတ်ကျွေးပြုဖို့နန်းတော်တွေကိုဝင်ခွင့်ပြုဖို့ကိုတဘောကိုဆန္ဒနဲ့တောင်းဆိုလိုက်ပါတယ်ဒါကိုအမကကြတော့သူကကျမကိုအသက်နိုင်ဆုံးတားဆီးခဲ့ပါတယ်နင်ကဒီအချိန်ကြီးမှာနန်းတော်တွေကိုဝင်သွားမှာလားအကယ်၍နေရများမွေဘရင်ကိုမတော်တဆစိတ်ဆိုးအောင်လုံးမရင်နင်ဘလို့တရားမလဲဆိုတာကိုသိလိုက်မှာမဟုတ်ဘူးတဲ့ကျမကတော့ဆုံးဖြတ်ချက်ချပြီးတော့ပြီလေအယုတ်ဆိုးတဲ့မိဖုရားကကျမကိုဆက်ဆံရေးမကောင်းဝင်မဲ့ကျမကညှဉ်းညူတာမျိုးမရှိပဲသူ့ကိုဆက်ပြီးအလုတ်အကျွေးပြုနေခဲ့ပါတယ်အဲ့ဒီနောက်တနေ့မှမင်းကြီးကမူဝမ်မင်းကအရန်ပါနေပြီးအခြေအနေရဘလို့နေထိုင်ရမလဲဆိုတာကိုသိတယ်ကိုတော့အရင်ကတွေ့ဘူးသမျှနတ်မွေမျိုးသမီးတွေနဲ့မင်းကလုံးဝမတူမင်းကကိုတော့ကိုအရန်အားကြမြတ်နိုးခဲ့ဘူးတဲ့ဆိုတာကိုတော့မှတ်မိနေပါတယ်ဒါပေမဲ့ကိုလုံးတော်ဖြစ်တဲ့အတွက်ကိုတော့ရဲ့ကလေးကိုမွေးဖွားခဲ့အရေးချင်းတော့မင်းမှရှိမှာမဟုတ်ဘူးမင်းသဘောတူနိုင်ပါမလားလို့ပြောလိုက်ပါတယ်ဒါပေမဲ့အတိတ်ကကိစ္စတွေကိုပြန်တတိရလိုက်ပြီးကျမဒူးတောက်ချကအရှင်မင်းကြီးကျမကိုခွင့်လုပ်ပေးပါမူဝမ်ကမွေးမိဖုရားကိုပဲစိတ်နှလုံးအကျွတ်မဲ့အလုတ်ကျွေးပြုချင်ပါတယ်အရှင်မင်းကြီးရဲ့ကိုလုံးတော်ဖြစ်လာဖို့ကျမမှတကယ်ပဲအရေးချင်းမရှိပါဘူးလို့ပြောလိုက်ပါတယ်သူကစိတ်ပြတ်သွားပြီးကို့အတွက်ဘာကောင်းလဲဆိုတာကိုတော့နားမလည်ဘူးပဲကိုတော်ကမင်းကိုအခွင့်အရေးပေးပြီးပြီလေမင်းကတန်မိုးမထားမှတော့လဲထွက်သွားတော့လို့ပြောလိုက်ပါတယ်ကျမလည်းအဲ့ဒီနေရာကနေအမြန်ပြေးထွက်လာခဲ့ပါတယ်နောက်ရက်တွေတရက်ပြီးတရက်ကုံလွန်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့မွေးမိဖုရားကလေးမွေးမဲ့နေ့ကိုရောက်လာခဲ့ပါပြီအမကမူဝမ်
ဒီတစ်ခါရောတစ်ခုခုဖြစ်အောင်မလားလို့မေးပါတယ်ကျမကဘာမှမဖြစ်စေရပါဘူးလို့အာမခံလိုက်ပါတယ်အဲ့ဒီအချိန်မင်းကြီးကဒေါသတကြီးနဲ့အပြင်ကိုထွက်လာပြီးမူဝမ်မင်းဟာကိုရောကိုထပ်ပြီးမျက်နှာပြရဲသေးတယ်ပေါ့မင်းကိုရောအတွက်ရှာပေးခဲ့တဲ့သူကတကယ်တော့ဘာကြီးလေအဆောင်တွေသူတို့အားလုံးကိုအပြင်ဆွဲထုတ်ပြီးကွက်မြက်လိုက်ကြစမ်းလို့အော်ပြောလိုက်ပါတယ်အားလုံးကကြောက်လန့်တကြားဒူးထောက်ချလိုက်ပါတယ်ဒါပေမဲ့ကျမကတော့တီတီငိမ့်နေပဲအရှင်မင်းကြီးတလောက်တောင်ဒေါသထွက်နေတာကျမလူမားရှာပေးခဲ့လို့လားဒါမှမဟုတ်မှန်ကန်တဲ့သူကိုရှာပေးလိုက်မိလို့လားမှန်လုံးနေလို့အရှင်မင်းကြီးကြောက်သွားတာများလားလို့ပြောလိုက်ပါတယ်သူကမျက်လုံးတွေနေရဲလာပြီးမင်းပြောတာဘာအတိတ်ပဲလဲလို့မေးလိုက်ပါတယ်ကျမရှိတလန်တိုးလိုက်ပြီးငွေပြူဥတွေကလည်းမမှန်ဘူးမွေနီဥတွေကလည်းမမှန်ဘူးမွေမဲဥကတော့မမှန်သေးဘူးဒါဆိုရင်အရှင်မင်းကြီးရဲ့မွေမီဖရားအဖြစ်အရေးအချင်းပြည့်မိဘူးဘလို့မွေဥမျိုးကိုမွေးပေးရမှာလဲဒါမှမဟုတ်အရှင်မင်းကြီးစိတ်ထဲကမွေမီဖရားဆိုတာမွေဥတွေကိုလုံးဝမမွေးရမယ့်သူများဖြစ်နေမလားလို့ပြောလိုက်ပါတယ်သူမျောလင်းမထားတာကိုအမေးခံလိုက်ရတော့အငိုင်းမိသွားပြီးမူဝမ်မင်းဘာကိုပြောချင်နေရလဲကိုတော်ကဂုံတိတ်ကကြီးမာတဲ့မွေးပရင်တပါပဲမွေဥတွေမဟုတ်ရင်ကိုတော်ကဘာကိုလိုချင်မှလဲလို့ပြန်ပြောလိုက်ပါတယ်အဲ့လိုဆိုရင်အရှင်မင်းကြီးကမွေမီဖရားအခုလေးတွေမွေးထားတဲ့ဥတွေကိုအပြင်ထုတ်လာပြီးလူတိုင်းကိုပြရဲသလားဆိုပြီးကျမမေးလိုက်ပါတယ်သူချွေးတွေပြန်လာပြီးလက်သီးကိုတင်းတင်းစုပ်ကင်ထားခဲ့ပါတယ်ကျမကအခုလေးတွေမွေးလာတဲ့ကလေးကိုအားလုံးရဲ့ရှေ့ကိုယူလာပြလိုက်ပြီးဒီမှာရောက်နေတဲ့မွေမျိုးနဲ့ဆိုအားလုံးမျက်လုံးကြက်ကြက်ဖွင့်ထားပြီးတေချာကြည့်ပါငါတို့ရဲ့မွေပရင်ကတကယ်တော့ဘာကိုမွေထုတ်လိုက်လဲဆိုတာကိုလို့ပြောလိုက်ပါတယ်အားလုံးအံ့ဩထိတ်လန့်သွားကြပါတယ်ဖေးရဲ့ငါတို့ရဲ့မွေပရင်ကဘယ်လိုလုပ်ပြီးပုတ်တမျိုးတကောင်ကိုမွေးရတာလဲတဲ့ကူရှီယန်ဒီအချိန်ရောက်နေမှာရှင်ညင်းစရာဘာကြံသေးလို့လဲရှင်ကငါတို့မျိုးနွယ်စုတစ်ခုလုံးရဲ့မွေးပရင်လုံးဝမဟုတ်ဘူးရှင်ကညစ်ပတ်ပြီးအယုတ်ဆိုးတဲ့ယွန်စရာကောင်းတဲ့ပုတ်တင်ညိုနတ်ဆိုးတဲ့ကောင်ပဲမျိုးနွယ်စုတွေအားလုံးကရှင်ရဲ့လှည့်စားခြင်းကိုအသေးချာခံလိုက်ရတာမှန်ပါတယ်ဒါကဘဝ30ဖြတ်တန်းပြီးတဲ့နောက်မှာကျမသိလာခဲ့တဲ့အမှန်တရားပါပဲလွန်ခဲ့တဲ့ရက်တွေတုန်းကကျမစာကြည့်ရိုက်ထဲမှာပဲနေခဲ့တာကဒီကောက်ချက်ချမှုကိုအတီးပြုတ်နိုင်မှုအတွက်အတိအကျပါပဲဂူရှီယန်ကမွေမီပရားအဖြစ်ဘသူ့ကိုရွေကလေးမြန်မြန်မွေးဖို့အမြဲတမ်းတွန်းအားပေးနေခဲ့တဲ့အချိန်ကစပြီးကျမတန်တရားဝင်လာခဲ့ပါတယ်။ဒါအပြင်လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတစ်လျှောက်မှာအရင်မွေးဘရင်တွေဟာသဘောထားမကြီးကြရင်တော့မှဘယ်တော့မှတမင်သက်လူသက်တာမျိုးမလုပ်ခဲ့ကြဘူးလေ။ဒါပေမဲ့ဂူရှီယန်ကတော့ရွေးချယ်ထားတဲ့မွေမီဘရားကသူ့အကြိုက်နဲ့မတွေ့တာလေ။တခုတည်းနဲ့နတ်ဆိုးငယ်လေးတွေရဲ့မျိုးနွယ်စုတစ်ခုလုံးကိုကွက်မြက်ပစ်ခဲ့တာလေ။ဒီလိုမျိုးရက်ဆက်ကြမ်းကြုတ်မှုကကျမကိုပို့ပြီးတန်တရားဝင်လာစေခဲ့ပါတယ်။စာကြည့်ရိုက်ထဲမှာနတ်မွေမျိုးနွယ်စုရဲ့ရှေးဟောင်းလှုပ်ဝက်သမိုင်းအမှတ်တမ်းအပိုင်းအစားတချို့ကိုတွေးလိုက်ရတဲ့အချိန်ထိပါပဲအဲဒီတော့မှကျမရုတ်တရက်နားလည်သွားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း1500တုန်းကနတ်မွေမျိုးနွယ်စုနဲ့ပုတ်တင်ညိုမျိုးနွယ်စုတို့ကြားမှာစစ်ပွဲကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကမွေဘရင်ဟာငကားအဖြစ်ပြောင်းလဲပြီးကောင်းကင်ဘုံကိုတက်လှမ်းတော့မဲ့စစ်စစ်မှာပဲပုတ်တင်ညိုဘရင်ရဲ့ရုတ်တရက်ခြုံကိုတိုက်ခိုက်တာကိုခံလိုက်ရပြီးပွဲချင်းပြီးတည်ဆုံသွားခဲ့ရပါတယ်အဲ့ဒီအချိန်ကစပြီးနတ်မွေမျိုးနွယ်စုဟာပုတ်တင်ညိုမျိုးနွယ်စုအပေါ်အဆုံးမဲ့လက်စားချမှုတွေစတင်ခဲ့တော့တာပါပဲအရင်ပုတ်တင်ညိုဘရင်ကိုလည်းမွေအကြီးကဲတော်တော်များများကလိုက်လံရှာဖွေပြီးတပ်ပစ်ခဲ့ကြပါတယ်အဲ့ဒီအချိန်ကစလို့ပုတ်တင်ညိုမျိုးနွယ်စုဟာမျိုးဖြုတ်ခံခဲ့ရပြီးမှတ်တမ်းတွေအရဆိုရင်အဲ့ဒီပုတ်တင်ညိုဘရင်ဟာပန်းရောင်နဲ့အပြာရောင်ဆက်အဝတ်စားတွေကိုဝေးရတာအနှစ်သက်ဆုံးဖြစ်ပြီးသူ့စီမှာအမြဲတမ်းတစ်ခွရက်နဲ့တင်းတင်းလေးရနေတတ်တယ်လေဒါကြောင့်ဂူရှီယန်ဟာအဲ့ဒီပုတ်တင်ညိုဘရင်ရဲ့မျိုးနွယ်ဝင်ဖြစ်နိုင်ခြင်းအများဆုံးပါပဲအစစ်အမှန်မွေဘရင်ကြီးအပြင်းအထန်ထန်ရသွားပြီးမွေတထောင်တွင်းနဲ့ကျသွားတဲ့အချိန်မှာသူကမွေဘရင်ကိုတက်သူ့ရဲ့အစီအနှစ်သွေးတွေကိုယူပြီးသူ့ကိုယ်သူအသွင်ပြောင်းကနေရာဝင်ယူခဲ့တာပေါ့ပြီးတော့သူ့ရဲ့ကြီးကျယ်ခမ်းနားတဲ့မွေမီပရားရွေးချယ်ပွဲကြီးဆိုတာကလည်းလက်ထပ်ဖို့လုံးဝမဟုတ်ပဲလက်စားချေဖို့တတ်ပါပဲသူကဘယ်နတ်မွေအမျိုးသမီးနဲ့ပဲလက်ထပ်ကလေးမွေးပြီးတာနဲ့ဘယ်တော့မှကျင်တတ်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ပထမဘဝတုန်းကမွေတကောင်ကနေပုတ်တင်ညိုတကောင်ကိုဘယ်လိုလုပ်မွေးဖိနိုင်မှာလဲသူပြောခဲ့တာကငါရဲ့မွေမီပရားကဘယ်လိုလုပ်မွေးပြူဥတွေကိုမွေးလာရတာလဲတဲ့အဓိကအချက်ကအယောင်လုံးဝမဟုတ်ပဲအဲ့ဓာတွေကမွေးဥတွေဖြစ်နေတာကြောင့်ပါပဲအစာကလေးကသူ့ရဲ့ရည်ရွယ်ချက်ဟာနတ်မွေမျိုးနွယ်စုကိုအဆုတ်လိုက်အပြုံလိုက်တပ်ဖြတ်ဖို့စင်ကြင်တစ်ခုရှာပြီးသူတို့ကိုတန်းစင်ကြိတ်ချေကသူ့ရဲ့ကျင့်စဉ်အဖြစ်ပြောင်းလဲပြဖို့ပါပဲပြီးတော့သူကငါတို့မိသားစုကိုအရင်ဆုံးရွေးချယ်ခဲ့ရတဲ့အကြောင်းအရင်းကအဖေကမျိုးနွယ်စုရဲ့အသက်အကြီးဆုံးအကြီးအကဲဖြစ်နေတဲ့အပြင်အဲ့ဒီတုန်းကပုတ်တင်ညိုဘရင်ကိုဝိုင်းဝန်းပိတ်ဆို့တပ်ဖြတ်ပစ်တဲ့အထဲမှာတော့ပါဝင်ခဲ့လို့ပါပဲဒါကြောင့်တဘာဝကြကြပဲသူကငါတို့ကိုအရင်ဆုံးတိုက်ခိုက်ခဲ့တာပေါ့ကျမတို့မိသားစုကွဲကိုတန်းစင်ကြိတ်ချေပြီးတဲ့နောက်မှာလဲမိဖုရားရွေးချယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကြံနေသေးတဲ့နတ်မွေတွေကိုနောက်ဆုံးတစ်ကောင်မကြံတဲ့အထိသူကဆက်ပြီးတပ်ဖြတ်နေဦးမှာပါပဲ
တေးကြတာပေါ့ကျမကဒါဒီအမှန်တရားကိုတိုက်ရိုက်ပြောချလိုက်မယ်ဆိုရင်ဘယ်သူကမှကျမကိုယုံကြည်ကြမှာမဟုတ်ပါဘူးဒါကြောင့်မို့ကျမကပုတ်တင်ညိုမျိုးနွယ်စုကအမျိုးသမီးတစ်ယောက်ကိုတမင်တသက်ရှာဖွေခဲ့ပြီးပုတ်တင်ညိုမျိုးနွယ်တွေအတွက်အသက်အန္တရာယ်ဖြစ်စေလောက်တဲ့ဆွဲဆောင်မှုရှိတဲ့စီးသမျိုးကိုတောင်ဖော်ဆက်ခဲ့ပါသေးတယ်အဲ့ဒီအကြောင်းပြောရမယ်ဆိုရင်အဲ့ဒီဈေးကိုဖော်ဆက်ဖို့အတွက်ကျမစာကြည့်လိုက်တဲ့မှာမွေတွေအင်းဆက်တွေပိုးမွားတွေနဲ့အတူနေရောညပါ3ရက်တိတိအနားမယူပဲအလုပ်လုပ်ခဲ့ရတာပါကျမမူဝန်ကနတ်မွေမျိုးနွယ်စုအတွက်တကယ်ကိုအစွမ်းကုန်စူးစမ်းပေးခဲ့တာပါအဲ့ဒီနောက်သူကလောင်ပြောင်တဲ့ဟန်နဲ့ရေမိုးလိုက်ပြီးတကယ်ကိုထက်မြက်ပြီးရဲတင်းနဲ့ကောက်ချက်ချမှုပဲမူဝန်မင်းကငါထင်ထားတာထက်တောင်ပိုပြီးပါနဲ့နေသေးတယ်ဒါကိုမင်းခံမှန်းမိလိမ့်မယ်လို့မထင်ထားဘူးလို့ပြောလိုက်ပါတယ်ပြီးတော့သူဟာသူ့ရဲ့မူလပုံစံအတိုင်းပြောင်းလဲသွားပြီးဒါပေမဲ့ဒီနှစ်တရာအတွင်းမှာငါကမရေမတွနိုင်တဲ့နတ်မွေတွေရဲ့အစီအနှစ်သွေးတွေကိုစုပ်ယူထားခဲ့တာငါရဲ့ကျင့်စဉ်ကအထွတ်အထိပ်ကိုရောက်နေပြီမင်းတို့လိုအောက်တန်းစားကောင်တွေကအမှန်တရားကိုသိသွားတော့ရောဘာဖြစ်လဲမင်းတို့တွေကဘသူကများငါ့ကိုတခုခုလုံးနိုင်မှာမဟုတ်လို့လေလို့သူကပြောလိုက်ပါတယ်အရာအလုံးကမောက်ကမဖြစ်ကုန်တာပေါ့သူကအရန်ကိုတန်မာလုံးပါတယ်မူကငါတို့အားလုံးပေါင်းတိုက်ရင်တော့သူ့ကိုရှင်းနိုင်မှာမဟုတ်ဘူးကျမကတော့တီးတီးငိမ့်ငိမ့်နဲ့ပဲနေခဲ့ပါတယ်နင်းမှာနောက်ဆုံးပိတ်အာနာဇက်ကြံနေသေးတာလားလို့အမကအားကျတဲ့လေးတန်းနဲ့မေးလိုက်ပါတယ်ဒါပေါ်နင်းတို့လူအားတွေကိုသာအားကိုးနေရင်နတ်မွေမျိုးနယ်စုကအကျိန်800လောက်မျိုးဖြုတ်ခံရပြီးလောက်ပြီလို့ကျမကဂုံစားတဲ့ဟန်နဲ့ပြောလိုက်ပါတယ်မူဝမ်ဒီအချိန်ရောက်နေမှမင်းမဘာနီးလန်းတွေရှိနိုင်အောင်မလဲကိုတော်မင်းကိုနောက်ဆုံးအခွင့်အရေးတစ်ချိန်ပေးမယ်မင်းရဲ့ညံရီညံသွေးကိုထောက်ထားပြီးမင်းကကိုတို့ရဲ့မိဖုရားလှုပ်ချင်လားမင်းသဘောတူမယ်ဆိုရင်နတ်မွေတွေအားလုံးကိုတပ်ပြီးတဲ့အခါမင်းရဲ့အသက်ကိုတော့ချမ်းသာပေးမယ်လို့သူကပြောပါတယ်ထင်းတဲ့အတိုင်းပါပဲနန်းတော်ထဲမှာတော့ကရှင်ကကျမကိုကိုလို့တော်လုံမလားလို့မေးပြီးရှင်ကလေးမမွေးနိုင်တာကိုနှမျောသလိုပြောခဲ့တော့ကတကယ်တော့ကျမအသက်ကိုချမ်းသာပေးနိုင်တယ်လို့အရေးအမွတ်ပြောနေကြတာကိုရှင်းလို့ယွန်းစရာကောင်းအိုမင်းမီအယုံဆိုးတဲ့ပုတ်တင်ညိုတကောင်ကိုအလုတ်ကျွေးပြုဖို့ကျမမှအရေးချင်းမရှိပါဘူးရှင်သူအရန်ကိုဒေါသထွက်သွားပြီးကောင်းကောင်းပြောနေတာကိုလက်မခံပဲအကျန်းကင်မှရမယ်မိမလို့ပြောလိုက်ပါတယ်အားလုံးလည်းရှုံးနေသွားကြပါတယ်ဒီနှစ်တွေအတွင်းမှာသူဟာမျိုးနွယ်စုဝင်တွေရဲ့အစီအနှစ်တွေဘလောက်များများကိုစားသုံးထားခဲ့မှန်းတော့မသိနိုင်ဘူးလေမူရှိကမကောင်းတော့ဘူးမြင်လို့နင့်မှာဘာနောက်ဆုံးပိတ်အာနာဇက်တွေရှိနေသေးလဲအခုတုံးလိုက်တော့ငါရဲ့သွေးတွေကသူ့ချေမုန်းလို့ပျက်စီးတော့မယ်လို့ပြောလိုက်ပါတယ်ကျမသူ့ကိုကြည့်ပြီးဒါပြီးသွားရင်နင်ငါနဲ့ထပ်မပြိုင်တော့ဘူးနော်ဆိုပြီးပြောလိုက်ပါတယ်မပြိုင်တော့ဘူးအရာအလုံးနင့်ကိုလျှော့ပေးပါမယ်လို့သူကလည်းဂတိပြန်ပေးပါတယ်ကျမရှေ့ကိုတလန်းတူးလိုက်ပြီးဂူရှီယန်ရှင်ကကျမကိုအဲ့ဒီရှင့်ရဲ့ပုတ်တင်ညုံမီဘေးကိုတဘာဝအလျောက်အလုတ်ကျွေးပြုတ်ကျင်နေများတကယ်ထင်နေရလားလို့မေးလိုက်ပါတယ်သူလမ်းဖြန့်သွားပြီးမင်းဘာတွေပြောနေရလဲဘာတွေဖြစ်နေရလဲလို့မေးလိုက်ပါတယ်ဒါကနတ်မွေမျိုးနယ်စုရဲ့ရှေးခေတ်ကလေးကလက်စိတ်ကန်လာခဲ့တဲ့အကြီးမားဆုံးအကာအကွယ်မန်တိုင်ဆက်ဝင်မယ်အတန်းစင်ဆုံးသွေးဆက်ရှိသူတွေကပဲဒါကိုတုံးဝင်လှုပ်ရှားစေနိုင်တာငွေနှန်းတော်ထဲမှာကျမကုံဆုံးခဲ့တဲ့အချိန်တွေကအလကားမဟုတ်ခဲ့ဘူးလေဒီအစီအရင်ကိုတိဆောက်ဖို့အတွက်မဟုတ်ရင်ဘာလုပ်ဖို့လဲမှန်ပါတယ်ရှင်းရဲ့အကြံအစီတွေကိုဖော်ထုတ်ပြီးသွားရင်ရှင်အသေးအလေးရန်ကားတော့မယ်ဆိုတာကျမကြိုသိနေခဲ့တာကြာပါပြီဒါကြောင့်ဒီအချိန်လေးအတွက်အတိအကျရည်ရွယ်ပြီးဒီအစီအရင်ကိုကြိုတင်တိဆောက်ထားခဲ့တာသူကဒေါသတကြီးနဲ့မင်းရရက်ဆက်ပြီးတွက်ချက်တဲ့မိစ္ဆာမှာပဲဒီလောကကြီးမှာမင်းလောက်တော့ကောက်ကျစ်စင်းလဲတဲ့သူဘလို့လို့ရှိနေနိုင်အောင်မလဲလို့အော်ပြောလိုက်ပါတယ်ကျမသာမပါနဲ့ဘူးဆိုရင်ရှင်းလက်ချက်နဲ့တည်နေတာကြာတာပေါ့အခုရှင်တည်ရတော့မယ့်အချိန်ကိုရောက်လာတော့ကျမကိုဆွဆွဲရသေးတယ်ပေါ့ဂူရှင်နောက်ဆုံးတော့အားလုံးပြီးဆုံးသွားပါပြီလူတိုင်းအံ့ဩမှင်သက်သွားကြပါတယ်ဒီဘဝတွေအားလုံးဖြတ်တန်းပြီးတဲ့နောက်မှာတော့အရာအားလုံးပြီးဆုံးသွားခဲ့ပါပြီအဲ့ဒီလိုပဲသူ့ရဲ့စွမ်းအားတွေတိမ့်ပိုက်ခံလိုက်ရပြီးကျမလက်ထဲမှာပဲအသက်ခံလိုက်ရပါတော့တယ်လူအုပ်ကြီးစီကနေဝမ်းသာအားရအော်ဟစ်တန်တွေထွက်ပေါ်လာပါတယ်ကျမအမဆိုရင်အရန်ကိုအားကျသွားပြီးအဖေကလည်းခုန်ယူနေခဲ့တာပေါ့အဲ့ဒီနောက်မှာတော့မျိုးနွယ်စုတွေအားလုံးကတညီတညွတ်ထဲနဲ့ကျမကိုမွေးပရင်အစ်စ်အဖြစ်တင်မြောက်ခဲ့ကြပါတယ်ကျမကိုအချိန်အတော်ကြာဒုက္ခပေးနေခဲ့တဲ့ကျင့်စဉ်တက်နေတဲ့အခြေအနေကလည်းမျောလင်းမထားဘဲနဲ့ပွင့်ထွက်သွားခဲ့ပါတယ်နောက်ထပ်နှစ်900ကုန်လွန်သွားခဲ့ပါပြီကျမလည်းကျင့်စဉ်မှာကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့ပါပြီကျမသိလိုက်ပါပြီကျမကိုစောင့်ကြိုနေမဲ့စိန်ခေါ်မှုတွေဆိုတာအခုမှစတင်ရုံပဲရှိနေသေးတယ်ဆိုတာကိုပေါ့ဇာလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီနောက်ထပ်ဇာလန်ကောင်းတွေကိုအပြည့်အဝနားဆင်ခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါဦးနော်